မိသားစုတွေဖျက်ရှင်နာမှာပုံကြည့်ပါစေယနေ့ခက်ခဲမှုတွေနဲ့တင်တွေ့ကြုံနေရသလားယနေ့တင်ဝမ်းနဲ့ချင်းတွေနဲ့တင်ရင်ဆိုင်နေရသလားယနေ့မိသားစုတွေကိုယ့်ရဲ့သားသမီးတွေရဲ့အဖို့ကြောင့်ဝမ်းနဲ့ကြည်ခွဲနေရသလားစိတ်တမကြပါနဲ့နှုတ်ဘတ်တော်ကပြောထားလဲဆိုလို့ရှိရင်၃ချိန်မြောက်သောဆာလာငယ်၈မှာ၃ချိန်မြောက်သောဆာလာငယ်၈မှာထာဝရဖယားရဲ့ရှေ့တော်မှတိုးဝင်ချမ်းဖြစ်လုံခြုံစွာနေရပြီးမှနော်အသက်တာမှာဖယားရဲ့ကွယ်ကချင်းကိုခံစားရမယ်ဆိုတဲ့အရာကိုဖယားကပြောနေတာဖြစ်တယ်မိသားစုတွေအခက်ခဲပြဿနာတွေနဲ့ရင်ဆိုင်တွေ့ကြုံနေတဲ့အခါမှာတင်နဲ့ကျွန်တော်ရဲ့ပေးနာမှာဖယားခင်ရှိတယ်ဆိုတာကိုတင်မမေ့ပါနဲ့ဒါကြောင့်မို့မိသားစုတွေကိုကျွန်တော်ပြောချင်တယ်အခက်ခဲမှုမြုပ်များစွာတွေနဲ့ဝမ်းနည်းခြင်းတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရတယ်ဆိုလို့ရှိရင်တင်ဒီတယောက်တည်းမဟုတ်ဘူးထို့တခင်ကတင်းရဲ့အနားမှာလုံခြုံခြင်းကိုစိတ်ချခြင်းပေးနိုင်တဲ့အရာကတင်းနဲ့ကျွန်တော်ပိုင်ဆိုင်ထားတဲ့ငွေတွေမဟုတ်ဘူးတင်းနဲ့ကျွန်တော်နေထိုင်နေတဲ့အိမ်တွေမဟုတ်ဘူးတင်းနဲ့ကျွန်တော်နေထိုင်နေတဲ့တိုက်တွေမဟုတ်ဘူးလုံခြုံမှုပေးနိုင်တာကယေရှုခရစ်တော်ဖယားတပါးဒီပဲရှိတယ်သူကတော့ပြောနေတာဖြစ်တယ်ငါရဲ့ရှေ့တော်မှတိုးဝင်လာတဲ့သူတွေအရောက်စတိုင်းကိုငါဒီလုံခြုံမှုနဲ့စိတ်ချခြင်းကိုငါပေးမယ်လို့ငါထာဝရဖျားဖြစ်တယ်ဆိုတဲ့သူ့ကိုသူမိတ်ဆက်နေတာဖြစ်တယ်မိသားစုတွေအဲ့လိုပြောလိုက်လို့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုတင်ဒီယေရှုခရစ်တော်ဖျားကိုလက်ခံမယုံကြည်ရသေးဘူးဆိုရင်မိသားစုတွေကိုကျွန်တော်ပါတာဆွဲနေတာမဟုတ်ပါဘူးကျွန်တော်ဒီပါတာမဆွဲပါဘူးတို့ပေမဲ့ယေရှုခရစ်တော်ဖျားကတင်တဲ့ကျွန်တော်ကိုလုံခြုံမှုစိတ်ချမှုကယ်တင်ပေးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောနေတာဖြစ်တယ်။ဒါကြောင့်မို့မိသားစုတွေအခက်ခဲပြဿနာစုံစမ်းနှောက်ယှက်ခြင်းတွေနဲ့တင်ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါမှာတင်ရဲ့ပေးနာမှာယေရှုခရစ်တော်ဖျားကရှိပြီးမှတင်လှုပ်ဆောင်နေတဲ့အရာအလုံးဟာဖယားရဲ့ဘုန်းတော်ဖယားရဲ့တက်တည်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်။ဒါကြောင့်မို့မိသားစုတွေအခက်ခဲပြဿနာတွေ့ကြုံလာတဲ့အခါမှာစိတ်တမကြပါနဲ့တင်ရဲ့ဘေးနားမှာကျွန်တော်ရဲ့ဘေးနားမှာယေရှုခရစ်တော်ဖျားရှိတယ်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့မိသားစုတွေကိုကျွန်တော်ပြရခြင်းဖြစ်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ကိုကြည်ချအဖြစ်ဖယားရဲ့အသက်ရှင်ခြင်းဖယားရဲ့ကွယ်ကာခြင်းဖယားခင်ပေးတဲ့လုံခြုံခြင်းကိုစိတ်ချပြီးမှဧကမှာဖယားရဲ့ဘုန်းတော်ကိုထင်ရှားတဲ့မိသားစုတွေဖြစ်စေဖို့ရန်အတွက်ကျွန်တော်စံတာပြုပါတယ်အရောက်စတိုင်းပေါ်မှာဖယားရဲ့ကွယ်ကာခြင်းတို့ရဲ့တာရဲ့ခံစားရရှိပါစေ Thank you